မင်္ဂလာပါရှင်အင်းဝါပါရှင်တို့အတွက် KB Auto ငွေသွင်းနည်းအကြောင်းပြောပြပေးပါမယ်အင်းဝါ app ထဲကအကောက်ဆိုတဲ့နေရာလေးကိုနှိပ်ပြီးငွေသွင်းရဆိုတာလေးကိုဆက်နှိပ်ပေးပါရှင်at a bank အကောက်ဆိုတာလေးကိုနှိပ်ပြီးမိမိအတုံးပြုမဲ့ KB အကောက်လေးကိုနှိပ်ပြီးပါအကောက်နံပါတ်မှာမိမိ KB အကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်ကိုဖြည့်ပေးပါရှင်ယူဆနေမှာ KB အကောက်ဖွင့်ထားတဲ့မိရဲ့နာမည်ကိုထည့်ပေးပါဒီနေရာမှာKB အကောက်ဖွင့်ထားတဲ့ဖုန်းနံပါတ်နဲ့ username ကမားနေမယ်ဆိုလို့ရှိရင်ငွေလဲတဲ့အခါကျရင်အင်းဝါအကောက်ထဲကိုငွေဝင်မှာမဟုတ်ပါဘူးเนาะပြီးရင်စေ့ပေးပါရှင် KB နဲ့ငွေလဲမယ်ဆိုရင် KB ကိုနှိပ်ပေးပါပြီးတော့ငွေလဲမဲ့အမောက်လေးကိုရွေးပေးပါ NFS ဆိုတာလေးကိုနှိပ်ပြီး Go to Transfer ဆိုတာလေးကိုဆက်တော့ပေးပါနောက်တစ်ဆင့်မှာငွေလဲရမယ့်အကောက်လေးပေါ်လာပါလိမ့်မယ်ငွေလဲရမယ့်အကောက်ကို copy ယူပြီးမိမိရဲ့ KB အကောက်ထဲကနေငွေလဲပေးပါရှင်နောက်နေရာမှာမိမိရဲ့အင်းဝါရဲ့ငွေသွင်းကုတ်လေးကိုထည့်ပေးပါငွေသွင်းကုတ်မထည့်ဘဲနဲ့တခြားဟာထည့်မယ်ဆိုလို့ရှိရင်တော့အင်းဝါအကောက်ထဲငွေဝင်မှာမဟုတ်ပါဘူးเนาะမိမိအကောက်ထဲငွေမဝင်စစ်လို့ရပါတယ်ဒီနေရာမှာ4000ညာဘက်တောက်မှာ4000ကွက်လေးပေါ်ပါမယ်ဒီဟာလေးကိုနှိပ်ပြီးမှစစ်လို့ရပါတယ်ရှင်ဆက်ဆိုရင်တော့အကောက်ထဲကိုငွေဝင်ပါပြီတကယ်လို့အကောက်ထဲငွေမဝင်သေးရင်တော့ပန်းတင်းလို့ပြနေပါလိမ့်မယ်ရှင်